ငါတို့တွေအလင်းဝင်ကြတာကောင်းမယ်တော်လန်ရေးဆိုတာငါတို့ကိုအတုံးချပြီးချမ်းသာသွားတဲ့သူတွေကြီးပဲပေမဲ့ဒီလိုမျိုးတခိုးပေါ်ထိတ်ကွက်ပြုတ်လို့တဲ့ဂျုံမိုးထွန်းနဲ့တွေ့တော့ NUG ပြည်ပြည်အုပ်စုနဲ့ခိုးသား900မှာဒေါ်လာ6သိန်းအဘက်ခံလိုက်ရပြီပဲဖြစ်ပါတယ်ဆိုတော့ခိုးဂျုံမိုးထွန်းကနိုင်ငံပိုင်ပတ်စံတွေကိုလည်းခိုးတယ်ပြည်ပြည်အုပ်စုရဲ့ပတ်စံတွေကိုခိုးတာလည်းဖြစ်တဲ့အတွက်ဇော်ဝေဆိုးတို့အတွက်ကတော့အောင်းသက်တက်နေပဲဖြစ်နေမှာပါဒီအကြောင်းအရာနဲ့ပတ်သက်ပြီး NUG ပြည်ပြည်အုပ်စုရဲ့အကြမ်းဖက်အားပေးမီဒီယာတစ်ခုဖြစ်တဲ့ PVTV ကနေသင်တခိုးဂျုံမိုးထွန်းကဖြည့်ရှင်းချက်ပေးထားတယ်ဖြည့်ရှင်းချက်ပေးလိုက်ခံမှာပဲဂျုံမိုးထွန်းဘလောက်ခိုးထားသလဲဆိုတာကိုဘွားကနေမြင်သာလာတာပဲဖြစ်ပါတယ်ဘာကြောင့်ဘွားကနေမြင်သာလာတယ်လဲတခိုးကြော်မိုးထွန်းကကုလသမဂ္ဂမှာ3ချိန်နှစ်စဉ် annual budget ပေးသွင်းထားတယ်လို့ဆိုပေမဲ့2021ခုနှစ်ကနေစပြီးတော့မြန်မာနိုင်ငံအနေနဲ့ပေးသွင်းထားတဲ့ငွေတပြားတစ်ချက်မှမရှိဘူးဖြစ်ပါတယ်နိုင်ငံပိုင်ငွေ3သိန်းခိုးထားရုံသာမက NUGPP အုပ်စုရဲ့ပေးသွင်းငွေဆိုပြီးတော့ဖော်ပြလာတယ်သဘောကတော့ကြော်မိုးထွန်းကပတ်စံနေမခိုးထားပါဘူးဒီကုလသမဂ္ဂမှာနှစ်စဉ်ပေးသွင်းရမယ် annual budget ကိုပေးသွင်းထားပါတယ်ဆိုပြီးတော့ဖြည့်ရှင်းချက်ထုတ်လာပေမဲ့တခိုးတွေကခိုးထားတယ်ဆိုတဲ့အခြေအနေတခိုးတွေကနိုင်ငံပိုင်ငွေတွေကိုသာမကခိုးရပါငွေတွေကိုပါဖြောင်းထားတယ်ဆိုတာကိုတော့ဖုံးကွယ်နိုင်ခြင်းမရှိဘူးဖြစ်ပါတယ်။ဘာကြောင့်လဲ။လောက်ကျန်လီဆယ်ထားတဲ့ဇက်လန်တစ်ပုဒ်မှာတော့အမြဲတမ်းဟာကွက်တွေရှိနေသေးပဲဖြစ်ပါတယ်။တကယ်တမ်းခိုးထားတာဖြစ်တဲ့အတွက်မခိုးပါဘူးလို့ထွက်ပြီးဖြည့်ရှင်းပေမဲ့ခိုးထားတယ်ဆိုတဲ့အချက်ကပို့ပြီးတော့ဘူးပေါ်တယ်လို့ပေါ်လာတာပဲဖြစ်တယ်ဆိုတဲ့အကြောင်းအရာနဲ့ပတ်သက်ပြီးကရုံးမော်ထိတ်ကွက်ခံရတဲ့ဇော်ဝေဆိုးတခိုးတို့အုပ်စုခိုးသား900နဲ့ဖွဲ့ထားတဲ့ NUG အဖွဲ့မှာလည်းကျော်မိုးထွန်းကြောင့်ဒေါ်လာ6သိန်းပလုံသွားပြီဖြစ်တယ်လို့နိုင်ငံပိုင်ငွေ2.6တန်းနဲ့ပတ်သက်ပြီးကျော်မိုးထွန်းဖြည့်ရှင်းမှုတာဝန်ရှိတယ်ကျော်မိုးထွန်းနဲ့ပတ်သက်ပြီးတော့ကုလသမဂ္ဂဆိုင်ရာရုံးလုပ်ငန်းစဉ်တွေအတွက်နိုင်ငံခြားရေးဝန်ကြီးဌာနကနေဘယ်လိုမျိုးဆက်လက်ဆောင်ရွက်သွားမလဲဆိုတဲ့အကြောင်းအရာတွေနဲ့ပတ်သက်ပြီးဆက်လက်ဆောင်ရွက်ဖော်ထုတ်သွားအောင်မှာပဲဖြစ်ပါတယ်ဒါကတော့ဒီနေ့ဖေဖော်ဝါရီလ10ရက်နေ့အတွက်ကချင်လက်နက်ကိုင်တဲ့ဘုံ KIA ရဲ့တက်မတော်နဲ့နိုင်ငံတော်အကြီးအကဲတွေကိုနေရွက်တရေစုပ်အစိုးလှန်ပြနေတယ်ဆိုတဲ့အကြောင်းအရာအပါအဝင်ငယ်ချင်းခေပုံးကရေမင်္ဂလာပါမင်္ဂလာပါတကယ်ချင်းနိုင်ငံရှို့ရပါတော့ငါတို့နိုင်ငံအပေါ်မှာမနာလိုစိတ်တွေအရမ်းများနေတယ်အဲ့ဒါဘာကြောင့်လဲပေါ့နော်မင်းရဲ့ထင်မြင်ချချက်လေးရောဘယ်လိုရှိမလဲโอเคတကယ်ချင်းမေးတယ်မေးခွန်းကောင်းတကယ်ချင်းမေးတယ်မေးခွန်းကနိုင်ငံအချို့ပေါ့နော်ဟုတ်တယ်နိုင်ငံအချို့ငါတို့နိုင်ငံအပေါ်မှာမနာလိုစိတ်တွေအရမ်းများတယ်အရမ်းများတယ်ဟုတ်တယ်အဲ့ဒါငါအနေနဲ့ဘယ်လိုထင်လဲဟုတ်တယ်ဟုတ်တယ်အကြောင်းအရာ၃ခုပဲပြောပြမယ်တကယ်ချင်းပြောကြည့်ပါငါတို့နိုင်ငံဟာကမ္ဘာပေါ်မှာပထဝီအချက်အချာအလုံးကြတယ်စစ်ရေးအချက်အချာစီးပွားရေးအချက်အချာကုန်သွယ်ရေးအချက်အချာရေမြေတောတောင်တဘာဝအချက်အချာဘ ਹੁ ဌာနကြီးလို့ဖြစ်နေတယ်ကမ္ဘာမှာပြောရနော်အဲ့တော့နံပါတ်1ချက်သူတို့ရဲ့မျက်လုံးထဲမှာမျက်စိကြတယ်နံပါတ်1နံပါတ်2တကယ်ကြီးဘယ်လိုငါတို့နိုင်ငံမှာကြိုက်တဲ့နေရာကိုပေါက်ပြားသွင်းမဟုတ်ပေါက်တူပေါက်ဖိုးနဲ့ကုတ်ကြည့်လိုက်တယံဇာတကြီးပဲတယံဇာတကြီးပဲဆိုတော့ခေတ်ဘုံမှာဘာလို့ပြောလဲသိလားနိုင်ငံတိုင်းမှာစင်ကာပူမှာနော်ဘယ်မှာအဝေးမကြည့်နဲ့ပေါက်ဖိုးနဲ့တစ်ချက်ကုတ်ကြည့်လိုက်ပါလာတဲ့ကြောက်ခဲမြေကြီးနီးပညာစက်ကြီးတွေနဲ့ရှာဖွေပြီးတော့ပညာရှင်တွေဆက်စစ်ကြည့်လိုက်ရွှေငွေတက်ထုကြေးအခိုက်နဲ့ဒန်ဘော့ဂျွတ်အကုန်ပါပြီးသားဟုတ်ကဲ့နောက်ဆုံးမြန်မာနိုင်ငံမှာသူများနိုင်ငံတွေမှာအရန်ရှားတဲ့ရေချိုရေပေါ့ကွာတို့ရှိမှဆိုတော့ဒါဟိုတန်ဖိုးမရှိသလိုသဘောထားပြီးတော့ရေကိုသုံးညင်သလိုသုံးနေကြတယ်ဟုတ်အဲ့တော့တယံဇာတအလွန်ပေါ်များတဲ့ငါတို့နိုင်ငံဟုတ်နောက်တစ်ခုအသီးအနှံနဲ့ပတ်သက်ပြီးပြောရမယ်ဆိုရင်မျိုးစေ့ပေါ့ဟုတ်ကဲ့မိုးဥတုရာသီမှာဆူဆွတ်တဲ့နေရာမျိုးမှာမျိုးစီကိုမင်းနောက်ပြန်ပြီးဒါမျိုးလက်နဲ့ကျဲထားခဲ့လိုက်ဟုတ်ကချင်ကရကရင်ချင်းမွန်ပမာရခိုင်ရှမ်းပြည်နယ်နဲ့တိုင်း14ခုလုံးမှာမင်းစားနေတဲ့တရတီးကွာကုံသွားပြီပေါ့โอเคအတရတီးရဲ့အစစ်ကိုပေါ့နော်မင်းလက်ပြန်ပြီးပြစ်ခဲ့လိုက်ကွာဟုတ်တခွားစီဖယုံစီဘူးစီအစစ်ဟိုမျိုးစီပေါင်းစုံကွာဟုတ်ကဲ့မြန်မာနိုင်ငံမြေမှာတနိုင်ငံပြည်တော်စုထဲမှာနော်တနိုင်ငံလုံးမှာရှိတဲ့မြေဘယ်နေရာမှာမင်းနောက်ပြန်ပြီးတော့ပြစ်ခဲ့လိုက်အပင်ပေါက်တယ်ဟုတ်ကဲ့အဲ့လောက်ထိရေကန်ကောင်းတဲ့တိုင်းပြည်ဖြစ်တယ်နောက်တစ်ခုရေပေါ်တယံဇာတရေအောက်တယံဇာတဟုတ်မြေပေါ်တယံဇာတမြေအောက်တယံဇာတအခုပြီးခဲ့တဲ့လဆိုရင်ကမ္ဘာပေါ်မှာဒုတိယအကြီးဆုံးဓာတ်ငွေတိုက်ကြီးကိုငါတို့ဒီမုတ်တမကမ်းလွန်မှာတွေ့တယ်ဟုတ်ကမ္ဘာပေါ်မှာနော်ကမ္ဘာပေါ်မှာအကြီးဆုံးဒုတိယဓာတ်ငွေတိုက်ကြီးတွေ့တယ်ဟုတ်
ဒါတွေကမြန်မာနိုင်ငံမှာနီးပညာမရှိသေးလို့နီးပညာရှိလို့လိုက်ရှာမဟေဆိုရင်အမျိုးအစားပေါင်းသိန်းတန်းဂရေကရာခွဲချစိတ်ဖြာလို့တော့မရနိုင်တော့တဲ့သယံဇာတပေါင်းများစွာမြန်မာပြည်မှာရှိတယ် ဟုတ်ကဲ့ ဒါတွေကိုအတော့တိုင်းသားတွေကောင်းကောင်းသိတယ် ဟုတ် အိမ်ကြီးချင်းနိုင်ငံတွေကောင်းကောင်းသိတယ် ဟုတ် ဒါတွေကိုသိထားတဲ့အတွက်ကြောင့်မြန်မာပြည်ဟာအေဂျင့်နေရင်မြန်မာတွေစီးယုံသွားရင် သူတို့ဝင်ရောက်ဆွတ်ဖက်လို့မရတော့ဘူး မြန်မာတွေညှိညွတ်သွားရင်မြန်မာတွေစာတက်ပညာတက်တွေဖြစ်ကုန်ကြရင်ဒီနိုင်ငံဟာအာကာသအထိထောင်တက်သွားနိုင်တယ်ဒါကစကားကြွားပြောရပါ ဟု တော့ တ်တယ်ဟုတ်တယ် အင်္ဂါဂျိုတိရောက်သွားနိုင်တယ်ဆိုတာသူတို့သိတယ်မြန်မာတွေရဲ့အုံနောက်ကမညံ့ဘူးဆိုတာသူတို့သိတယ်ကုလသမဂ္ဂအတွင်းရေးမှူးချုပ်လုပ်ခဲ့တဲ့ ARD တိုင်းပတ်တနော်သား ဟုတ်ကဲ့ ဦးသန့်ဆိုတာဒါကုလသမဂ္ဂ ဟုတ်ကဲ့ အတွင်းရေးမှူးချုပ်ပဲမြန်မာတွေမညံ့ဘူးဘုံချုပ်အောင်ဆန်းမညံ့ဘူး ဟုတ်ကဲ့ အဲ့တော့မြန်မာတွေရဲ့ပညာအရေးချင်းကိုသူတို့သိတယ်အုံနောက်ပဲဖြတ်တိုးမြန်ကိုသိတယ်ဒါပေမဲ့ကိုကျွန်တော်ဆောကပြောသလိုပေါ့ပေါက်ပြားတို့ပေါက်တိုးတို့ပတ်ကိုးတို့နဲ့ဖြစ်ဖြစ်ကြိုက်တဲ့နေရာမှာပြည်နေတဲ့တိုင်းစလိတ်ကလေးမှာကုတ်ကြည့်လိုက် ဟုတ်ကဲ့ အဲ့ပတ်ကိုးတွေမှာပါလာတဲ့တကောစာပေါ့အဲ့ဒါကိုဤပညာရှင်တွေနဲ့အားလုံးစစ်ဆေးကြည့်လိုက်အကုန်သယံဇာတတွေကြီးပဲ ဟုတ် သိလား ဟုတ် နောက်ဆုံးကမြန်မာပြည်မှာကြောက်ခဲတောင်မှလေကြောက်ခဲပေါင်းများစွာရှိရဲ့ကြောက်တယ်မောင်းလောက်တဲ့ကြောက်ခဲဘီလက်မြေလောက်တဲ့ကြောက်ခဲလမ်းခဲမဲ့ကြောက်ခဲကြောက်ခဲပေါင်းများများကဒိတ်သေးကြောက်ပါညာမဲ့ဆန်းကြောင်းတွေမှာကြည့်လိုက်ကွာ ဟုတ် နော်ဒါတရားဇာတာတွေပဲဒါတွေကဒါအိမ်မင်းမှုအလှဆင်တာတွေ ဟုတ်ကဲ့ နော်ကျွန်တော်တို့ဒီအခန်းလေးထဲမှာဆို decoration မှာလုံးဝဒါအလှဆင်လို့ရတဲ့အရာတွေအဲ့တော့လူလူရှင်းပြောရရင်အခုကမ္ဘာပေါ်မှာဒုတိယအကြီးဆုံးတန်းငွေတာကြီးတွေ့တယ်ဒါကိုနိုင်ငံမှာပညာရှင်တွေမရှိသေးလို့နော် ဟုတ် ရှိသေးရင်အဲ့တန်းငွေတွေမဟုတ်ဘူးအမျိုးအစားပေါင်းခွဲချက်စိတ်ပြလို့မရနိုင်တဲ့တိမ်တိုင်းခရီးကရာဂျရနာတွေအများကြီးရှိ ဟုတ်ကဲ့ ဒါတွေကိုမြန်မာတွေကမသိဘူးမသိလို့အချင်းချင်းကြိုက်ကြ ဟုတ် ကုတ်ကြနော်သူ့စောက်ခွက်ကိုဖြတ်ရိုက်ကိုစောက်ခွက်သူဖြတ်ရိုက်အချင်းချင်းရံဖြစ်နေကြတာအဲ့လိုရံဖြစ်နေတာကအချင်းချင်းမုန်းလို့မဟုတ်ဘူး ဟုတ် စနစ်တကျဖြတ်စည်းခဲ့တာ1988ခုနှစ်အရေးအခင်းရှစ်လေးလုံးအရေးတော်ပုံလို့ခေါ်တာပေါ့သူတို့အခေါ်ကျွန်တော်ကတော့အဲ့လိုမသုံးရှစ်လေးလုံးတိုင်းဖြတ်ပြီးဖြတ်အလုပ် ဟုတ် အဲ့ရှစ်လေးလုံးတိုင်းဖြတ်ပြီးဖြတ်ကိစ္စကနေစပြီးတော့တတ်မတော်မုံကြီးရေ ဟုတ် အသေးအမေအချင်းချင်းစူပူအောင်တစ်ဖွဲ့နဲ့တစ်ဖွဲ့မတည့်အောင်ကိုယ်နိုင်ငံကိုအထင်မကြီးတတ်အောင်ကိုလူမျိုးကိုဘာသာကိုသာသနာကိုယဉ်ကျေးမှုဒလိတန်ဖိုးထားမှုလေးစားမှုမရှိအောင်စနစ်တကျ88ခုနှစ်တည်းရ ဟုတ်ကဲ့ အဖွဲ့မပြောချင်လို့အဲ့အဖွဲ့အခုတော့ဘောပြတ်သွားပါပြီနော် ဟုတ်ဟုတ် ခေါင်းဆောင်ကိုယ်တိုင်လည်းထောင်ထဲမှာ ဟုတ် မပြောချင်လို့ ဟုတ် အဲ့ဒီမှာတွေကစနစ်တကျနိုင်ငံသားအကူအညီနဲ့ဖျက်ဆီးခဲ့တာ ဟုတ် အဲ့တော့အချင်းချင်းတွေကြက်နှစ်ကောင်ကိုအိမ်မှာရှိတဲ့ကြက်နှစ်ကောင်ပဲအိုးမဲတော့ပြီးတော့ခွတ်ခိုင်းတာအချင်းချင်းတွေကြိုက်နေကြတာ အဲ့ဒါမျိုးကြိုက်နေအောင်ခုတ်နေရအောင်ရိုက်နေရအောင်ရက်ဖြစ်နေရအောင်ကုတ်ဖဲ့နေရအောင်လဲစနစ်ကြလုပ်ခဲ့တာအဲ့တော့အချင်းချင်းတွေအဲ့လိုဖြစ်နေတိုင်းပြည်ကမတိုးတက်ဘူးတရားဇာတာတွေကိုတရုတ်ကတပုံနေကြီးရတယ်ခိုးဝယ်လိုက်ရိုးရရလို့ခေါ်တဲ့ထိုင်းလူမျိုးတွေကလည်းတပုံနေကြီးရတယ်ခိုးဝယ်လိုက် ဟုတ် နော်ဘယ်လိုပြောမလဲပညာမိတ်တွေရှိရပညာရှိတွေကဘယ်လိုပြောမလဲတိရစ္ဆာန်တွေမှာတော့မယုံဘူးပညာရှိလို့ခေါ်တာမလားအေးပေါ့အဲ့တော့ပညာမဲ့တော့ဘာဖြစ်တယ်လဲဆိုတော့ဥပမာကွာကျွန်းပေါ့ကျွန်းတစ်ပင်တစ်ပင်အလုံးလိုက်အတုံးလိုက်ရောင်းစားတယ်ပညာမဲ့တဲ့လူက ဟုတ်တယ် ပညာရှိရဲ့လူကခွဲချမ်းစိတ်ဖြာမရောင်းဘူးခွဲချမ်းစိတ်ဖြာပြီးတဲ့အပြင်အနုစိတ်ပရိဘောကပါကေးအစစ်လုံးဝ ready သုံးလို့ရတဲ့အနုစိတ်အထိသူကလောက်ပြီးမှရောင်းတာအဲ့လိုရောင်းလိုက်တော့ဘာဖြစ်လဲတစ်လုံးခွဲရတဲ့အချိန်မှာအလုပ်သမားတွေပတ်စံရကြတယ် ဟုတ်တယ် အနုစိတ်တွေရေပေါ်ထိုးတဲ့လူသူကော်ဖက်စားတဲ့လူဆေးတုပ်တဲ့လူအကုန်လုံးအလုပ်တွေရကြတယ်ပြီးလည်းပြီးရကုံချောအဖြစ်နဲ့နိုင်ငံခြားကိုပို့လိုက်တော့ဈေးနှုန်းကတစ်တုံးတစ်တုံးကိုကျွန်းပင်တစ်ပင်လုံးကိုရောင်းလို့တစ်ချက်ရတယ်ဟဲ့ဆိုရင်အဲ့လိုအသေးစိတ်လုပ်ပြီးရောင်းလိုက်တဲ့အချိန်မှာတစ်ချက်ကိုနှစ်ချက်ပြတ်တယ်ကိုယ်နိုင်ငံအလုပ်သမားတွေလည်းအလုပ်ရကြတယ်လို့တစ်ချက်ရမယ်ကျွန်းလုံးကြီးက30ရတယ်အဲ့ဒါပညာလို့ခေါ် ဟု တယ် တ်ကဲ့ဟုတ်ကဲ့ ဒါကြောင့်မလို့မြန်မာနိုင်ငံမတီမငြိမ်ဖြစ်အောင်တကယ်ချင်းစောစောမေးတဲ့ဏိဒန်းပေါ့နော် ဟုတ်ကဲ့ ဘာလို့မနာလို့မရှိစိတ်ဖြစ်နေလဲဆိုတော့မနာလို့တော့မဟုတ်ဘူးဒီတိုင်းပြည်ဟာတည်ငြိမ်သွားရင်အချင်းချင်းညီကိုတွေတဲ့သွားကြရင်ချက်ချင်းထောင်တက်သွားနိုင်တယ်ဆိုတာသိတဲ့အတွက်အမျိုးမျိုးသောနီးနဲ့ပတ်ဝန်းကျင်နိုင်ငံတွေကဖိအားပေးနေတာတကယ်ချင်း อ๋อအဲ့ဒါကြောင့်လို့ โอเคနော်တကယ်ချင်း โอเคတယ်အမဆိုပါ โอเคတကယ်ချင်းတွေတို့စုံတဲ့အချိန်ကျရင်အဲ့လိုမျိုးလေးတွေNLP ပုံစံမဟုတ်ဘဲနဲ့စကားလေးတွေပြောကြပါမယ်နော် ဆွေးနွေးတိုင်မင်တာပေါ့နော်နိုင်ငံရေးအကြောင်းပညာရေးစီးပွားရေးပေါ့နော်အဲ့လိုမျိုးလေးပေါ့
နောက်လည်းတွေ့ကြတာပေါ့ โอเคတကယ်ချင်း ဟုတ်ကဲ့ အဲ့တော့မြန်မာပြည်ကြီးကိုလက်ပါကျွန်တော်တို့တကယ်ချင်းနှစ်ယောက်ရဲ့ဒီ video file လေးကိုဒီမှာနေကုန်းချုပ်ပါတယ် thank you ပါ see you ပါကျွန်တော်ခစ်ပုံခါပါဗျာ ဟုတ်ကဲ့ပါရှင် မင်္ဂလာပါရှင်ဒီနေ့ကတော့ဖေဖော်ဝါရီလ17ရက်နေ့ဖြစ်ပါတယ်ရှင်ဟိုဟာပေါ့လာရှိုးမှာပေါ့ short တိုက်တုံးနှလုံးပစ်ခံရတာလေအဲ့ဒါသတင်းမှန်မှာပြီးလို့ရှိရင် short တိုက်တုံးပစ်တာပေါ့နော်ကျမဟိုအဲ့လိုပေါ့အဲ့ဒီလာရှိုးကလူတွေနဲ့ဖုံးဆက်ပြီးတော့မေးပြီးတော့အဲ့လိုမျိုးသိရှိချက်အရာပေါ့ PDF တွေဖြစ်ဖို့များပါတယ်ပြီးတော့သူများတွေပြောနေ MMDA တွေကစုဖွဲ့တွေလှုပ်ရှားနေတယ်ဘယ်နာတွေဘလိုတွေဖြစ်နေတယ်ပြန်ဝိုင်းနေလာရှိုးများတကြောပြန်စစ်ဖြစ်မလားဆိုပြီးစိုးရိမ်နေပါတယ်နော်တကယ်တမ်းကြာနေမြေသတင်းအရာတော့လေ MMDA ကအဲ့ဒီမှာလာပြီးတော့စုဖွဲ့နေတာမရှိပါဘူးပို့ပြီးစုဖွဲ့နေတာမရှိဘူးပေါ့နော်အစကတည်းကလာရှိုးကိုပြန်သိမ်းမိကြတဲ့ကသူတို့ကဘေးပတ်ဝန်းကျင်မှာရှိတဲ့ဟိုမြေတွေကိုလေငှားပြီးတော့ပေါ့ငပြောခင်းနေစိုက်တာတွေကြံခင်းနေစိုက်တာတွေလုံနေရဲ့အဲ့လူတွေအစကတည်းကရှိနေခဲ့တာပါအဲ့လူတွေကအစကတည်းကရှိနေတာမဆုတ်ဟိုတချို့တွေကမဆုတ်သွားဘူးပေါ့နော်အဲ့မှာရှိနေရဲ့အစိုးရရန်တွေကလည်းတိန်းနီကုတ်ခိုင်ပါညာအကုန်လုံးမရှိတဲ့အတွက်သူတို့ရဲ့သဘောတရားသူတို့ရဲ့သဘောထားပဲပေါ့အဲ့မှာရှိတဲ့ရွာတွေကိုသူတို့ရဲ့သဘောအတိုင်းပြုမှုနေတာပေါ့နော်အဲ့ဒါအစောကလေးကရှိနေတာပါတကြောပြန်တိုက်ပွဲဖြစ်မလားဆိုပြီးလာရှိုးကပြည်သူလူထုတွေစိုးရိမ်နေတာပေါ့နော်လာရှိုးပြန်သွားတဲ့လူတွေစစ်ရေးတုံးသက်ချက်အရာတော့မဖြစ်နိုင်ပါဘူးရှင့်ပြန်လည်းမဖြစ်နိုင်ပါဘူးဘာဖြစ်လို့လဲဆိုတော့သူတို့တွေကညှိနှိုင်းထားပြီးသားဖြစ်တဲ့အတွက်ပြန်လုပ်မယ်ဆိုရင်ပေါ့နော်သူတို့ပဲအထိနာမှာသူတို့သိတယ်ပေါ့နော်အဲ့လိုမျိုးပါပြီးရင်အဲ့လိုအစိုးရရန်တွေကအဲ့မှာမရှိဘူးရှိကိုမရှိတာအဲ့တော့သူတို့အကြိုက်ဖြစ်နေတာတိန်းနီကိုခိုင်နှစ်ဖက်ကအဲ့တကြောလုံးသူတို့ရဲ့အကြိုက်ပဲသူတို့သဘောထားနေရတယ်ပြည်သူလူထုနေခြင်းနဲ့ပြည်သူလူထုတွေကသူတို့သဘောတိုင်းပဲနေရပါတယ်ရှင်နောက်တစ်ခုကရွှေစာရန်သတင်းလေးရွှေစာရန်ရေလွတ်တယ်ဆိုတာလေတက်မဲ့လွတ်တာမဟုတ်ပါဘူးငကိုတွေကရေရလဲစစ်တဲ့ယုံလေရလဲစစ်စက်ယုံကရဲရွာရေရလဲစစ်စက်ရရေလောင်တမန်ကပိုနေအမြဲတမ်းလွတ်ပါတယ်အဲ့ရေကအဲ့ဒီနေရာမှာဈေးဆိုင်ဖွင့်ခွင့်မရှိပါဘူးဈေးဆိုင်ဖွင့်ခွင့်လည်းမပေးထားပါဘူးအဲ့ဒီဈေးတန်းနေဆိုတာကအဲ့တောင်ပြင်းနေမှာဈေးတန်းနေဆိုတာအရက်ဆိုင်တွေများပါတယ်အရက်ဆိုင်တွေဆိုတာကအဲ့လိုထမ်းရည်ဆိုင်တို့အရက်ဆိုင်တွေများပါတယ်ဟိုပြည်သူလူထုအပန်းဖြေစရာနေရာမဟုတ်ပါဘူးရွှေစာရန်ပွဲကရေးတတ်တာမဟုတ်ပါဘူးရွှေစာရန်ပွဲကိုဟိုဖြက်စည်းစေမဲ့သတင်းတွေပေါ့အဲ့သတင်းတွေကရွှေစာရန်ပွဲကပုံမှန်ပဲရှိနေပါတယ်အဲ့ဒီရွှေစာရန်တောင်မြင်ရွှေစာရန်အဲ့ချောင်းကြီးပေါ့အဲ့ထဲမှာရှိတဲ့တောင်မြင်မှာတင်နေတဲ့ရေမျောသွားတယ်ဆိုတဲ့စိုင်တန်းတွေကရေကြီးတာမဟုတ်ပါဘူးပုံမှန်အဲ့လိုမျိုးပဲရေလွတ်နေကြအဲ့ဒါစိုင်ဖွင့်ခွင့်မရှိတဲ့နေရာတွေမှာလောက်ထားတဲ့ဟာတွေပါအဲ့တော့တနာစရာ